နောက်ချုံမြို့ကိုပြန်သိမ်းပိုက်ဖို့စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်။ TNLA သိမ်းပိုက်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းနောက်ချုံမြို့ကိုပြန်ရရှိဖို့အတွက်စစ်ကောင်စီတပ်ကအပြင်းထန်ထိုးစစ်ဆင်နေပြီးနောက်ချုံမြို့နယ်ကစခန်းတချို့မှာလည်း TNLA ဘက်ကပြန်ပြီးလက်လွတ်ရတာရှိနေပါတယ်။လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းဟာနောက်ချုံမြို့နယ်10မိုင်ဝန်းကျင်မဲ့ကွာဝေးတော့တဲ့ရွှေမူတော်ချေးရွာကိုရောက်နေပြီဖြစ်ပြီးတိုက်ပွဲကဆက်လက်ပြင်းထန်နေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက်ကပြောပါတယ်။ရွှေမူတော်ကိုသူတို့ဘက်ကရောက်နေပြီဆိုတာမှန်ပါတယ်။တိုက်ပွဲတွေကတော့ဆက်ပြီးတော့ပြင်းထန်နေပါတယ်။ဒီနေ့ထိလည်းတိုက်ပွဲတွေကပြင်းထန်နေတော့မှာပဲလက်နက်ကြီးနဲ့ရော drone တွေနဲ့ရောတိုက်ခိုက်တာတွေရှိရလို့ပြောလာပါတယ်။လက်ရှိမှာတော့ရွှေမူတော်ဘက်မှာရောက်နေတဲ့စစ်ကြောင်းအပြင်နောင်လင်ဘက်ကနေတက်လာတဲ့စစ်ကြောင်းကလည်းနောင်ချိုကြီးတင်ပလင်နာအထိရောက်ရှိနေပြီဖြစ်ပြီးအဲ့ဒီစစ်ကြောင်းနှစ်ကြောင်းဟာကိုထိတ်မြောက်ခင်မှာပူးပေါင်းပြီးနောင်ချိုမြို့ကိုဝင်နိုင်ဖို့စ조사နေရလို့စစ်ရေးလေးလာသုံးသက်သူတယောက်ဖြစ်တဲ့စီရီယန်ဘိုကြီးစိန်ရောကပြောပါတယ်။ဒါပေမဲ့လည်းရွှေမူတော်အလွန်ကန်ကြီးမှာတော့ TNLA ရောဒနုတက်တွေပါအင်အားအများပြားနဲ့ရှိနေရကြောင်းစစ်ကောင်စီအတွက်ထင်သလောက်ငွေကူနိုင်ဘူးလို့ဆိုပါတယ်။စစ်ကောင်စီနဲ့ TNLA တို့တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပြီးစစ်ကောင်စီဘက်ကနေမြေပြန်တောင်းခဲ့ပေမဲ့ TNLA ဘက်ကလက်ခံခဲ့ပါဘူး။အဲဒီနောက်စစ်ကောင်စီဘက်ကအင်အားအလုံးရင်းနဲ့နောက်ချိုကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီနဲ့ MNDAA တို့ကြားအပြစ်ခတ်ရက်ထားတာကြောင့်ရှမ်းမြောက်စစ်မျက်နှာပြင်မှာTNLA တခုကိုပဲစစ်ကောင်စီဘက်ကဥတီတိုက်ခိုက်နေနိုင်တာဖြစ်ပါတယ်